ကျွန်တော်အခုပြောပြမယ်ဖြစ်ရမယ်မူကွင်းအကြောင်းအရာကတော့ဟောလိဝုဒ်ရဲ့မှောက်မိုက်ဆုံးဘေးဒီဖြစ်ပြီးမိတ်ဆွေကိုညဘက်အေးရခတ်စေပါလိမ့်မယ်အားလုံးပဲမင်္ဂလာပါ BN and Share တို့ channel ကနေပြန်လည်ကြည့်စုလိုက်ပါတယ်စိတ်ဝင်စားစရာကောင်းတဲ့မူကွင်းအကြောင်းအရာတွေကိုဆက်လက်ရှာဖွေတင်ဆက်ပေးသွားပါမို့လို့ channel လေးကို like and subscribe ပြုလုပ်ပေးခဲ့ကြပါအောင်ခင်ဗျဒါဖြစ် let's go ဟောလိဝုဒ်ရဲ့တမိုင်းမှာလှပဆုံးလို့တတ်မှတ်ခံခဲ့ရတဲ့မင်းကလေးတစ်ယောက်ကိုဘလို့စိတ်ဆဆလူသက်သမားကလူမဆန်းစွာအဆုံးစင်ခဲ့တာလေ1940ခုနှစ်ဇန်နဝါရီလ15ရက်အေစိလတဲ့မနက်ပိုင်းအချိန်မှာကယ်လီဖိုးနီးယားပြည်နယ်လန်ယွန်ဂျယ်လီမြို့ရဲ့လူတူကင်းဝေးလာတဲ့ကွေးပြင်တစ်ခုနားကနေသမီးဖြစ်သူနဲ့အတူလမ်းလျှောက်လာတဲ့မိခင်တစ်ယောက်ဟာမြကင်းပေါ်မှာအယုတ်တစ်ခုလဲလျောင်းနေတဲ့ထင်ပြီးအနိကတ်တွားကြည့်ခဲ့ပါတယ်ဒါပေမဲ့တကယ်တမ်းမှာတော့အဲ့ဒါဟာအယုတ်မဟုတ်ပဲအဲလစ်ဇဘက်ရှော့ဆိုတဲ့မင်းကြီးတစ်ယောက်ရဲ့အယုတ်အလောင်းဖြစ်နေခဲ့တာပါဝါရဲ့မှုဝင်စုံစမ်းစစ်ဆေးတူတွေကိုတော့ကျက်သိန်းထပ်သွားစေတာကတော့တေရခံသူမရဲ့ခန္ဓာကိုယ်ကိုစနစ်တကျနှစ်ပိုင်းတိတိကျကျဖျက်ထားပြီးထဲကတွေးတွေကိုအကုန်စီးကြောတန့်စင်ပြီးမှဒီနေရာကိုလာရောက်ဆွပြင်သွားခဲ့တာပဲဖြစ်ပါတယ်ပိုပြီးထူးဆန်းတာကသူမရဲ့နှကန်းတောက်နှစ်ဖက်ကိုနေရက်ထိဓားရတွေနဲ့ချက်ပေးထားပြီးတောက်ဝက်ဖွဲရအပြုံးတစ်ခုကိုဖန်တီးထားခဲ့တာပါအခင်းဖြစ်ပွားရာနေရာကိုရောက်လာတဲ့ရဲအရာရှိတွေနဲ့မှုခင်းဆရာဝန်တွေကဒီလိုစမ်းကြဲလုံးတဲ့မြင်ကွင်းကြောင့်စွန့်အားတောက်ခဲ့ကြရပါတယ်တေဆုံးသူအဲလစ်ဇဘက်ရှော့ဟာမချာချူဆက်ပြည်နယ်ကနေကယ်လီဖိုးနီးယားကိုရောက်လာခဲ့တဲ့ကဘောလီယုတ်မင်းကြီးတစ်ယောက်ဖြစ်ဖို့မျှော်လင့်ချက်ကြီးစွာနဲ့စူးစမ်းနေခဲ့တဲ့အလှပဆုံးမင်းကလေးတစ်ယောက်ပါ။သူမရဲ့ထူးခြားလာတဲ့သပင်အနက်ရောင်တွေမျက်လုံးပြပြလေးတွေနဲ့အမဲရောင်အဝတ်စုံတွေကိုအမြဲဝတ်ဆင်တက်တာကြောင့်လူတွေကသူမကို Develop Dehila တို့မဟုတ်မိကိုကောင်အမျိုးသမီးကြီးလို့အမည်ပေးခဲ့ကြပါတယ်။ဒါပေမဲ့သူမရဲ့အိမ်မက်တွေမပြည့်ခင်မှာပဲရက်ဆက်လာတဲ့စိတ်တစလူသက်သမားရဲ့တားကောင်ဖြစ်ခဲ့ရပါတယ်။သူမမတေဆုံးခင်ဇန်နဝါရီလ9ရက်နေ့ကနေ15ရက်နေ့ထိ9ရက်တန်တိုင်တဲလုံစားမရှိပြတ်ဆုံးနေခဲ့ပါတယ်အဲ့ဒီ9ရက်တာအချိန်တွင်းမှာသူမဘာမှရှိနေခဲ့လဲဘသူတွေနဲ့စုပ်ကလဲဆိုတာကိုရဲတွေကယနေ့ထိအပြေမဖော်နိုင်ခဲ့တယ်လို့စုံစမ်းစစ်ဆေးမှုတွေရသူမမတေဆုံးခင်နိုင်ပေါင်းများစွာကြောင်းပြင်းထန်တဲ့ညှဉ်းပန်းနှိပ်စက်မှုကိုခံခဲ့ရတယ်လို့လည်းသိရပါတယ်အမှုဖြစ်ပွားပြီးမကြခင်မှာပဲလော့အန်ဂျလိတည်င်းစာတိုက်တွေစီကိုတေခံလို့ယူဆရတဲ့သူစီကနေထူးဆန်းတဲ့ပါဆက်တစ်ခုရောက်ရှိလာခဲ့ပါတယ်။အဲဒီပါဆက်ထဲမှာအဲလစ်ဇဘက်ရှော့ရဲ့မွေးစရင်ဓာတ်ပုံတွေအမည်နာမည်ကပ်ပြားတွေနဲ့သူမရဲ့ကိုယ်ပိုင်တန်တိုင်းစာအုပ်ကိုထည့်သွင်းထားပြီးစာမျက်နှာတွေကိုဓာတ်စိတ်နဲ့တိတ်တိတ်ကျဆေးကြောထားတဲ့အတွက်ရဲတွေလက်ပွေရာကိုလုံးဝရှာမတွေ့အောင်ဖျက်ဆီးထားခဲ့ပါတယ်။ဒါတင်မကသေးပဲတည်င်းစာခေါင်းကြီးပိုင်းတွေကစာအုပ်တွေကိုညှက်ပြီးဒါဟာဘလက်တဟီလာရဲ့ပစ္စည်းတွေပဲနောက်ထပ်ပစ္စည်းတွေလောင်းမယ်ဆိုပြီးရဲတွေကိုလှောင်ပြောင်ပြီးစိန်ခေါ်ခဲ့ပါတယ်။ဒီအမှုမှာတန်တရားရှိသူပေါင်း150ကျော်ကိုစုံစမ်းစစ်ဆေးခဲ့ပြီးအများစုဟာထင်ရှားတဲ့လူကုန်တန်းတွေစီးပွားရေးသမားတွေနဲ့ဆရာဝန်တွေဖြစ်နေပါတယ်။အဲ့ဒီထဲမှာကအထင်ရှားဆုံးနဲ့စိတ်ဝင်စားစရာအကောင်းဆုံးတန်တရားရှိသူကတော့ George Hodel ဆိုတဲ့ဆရာဝန်တူပဲဖြစ်ပါတယ်။သူက Elizabeth Shaw နဲ့လှုပ်ဝက်ဆက်သွယ်ရှိခဲ့ပြီးအလောင်းတွေကိုထက်ဝက်တိတိပန်းဖြတ်သွားတဲ့ပုံစံအားဖွဲ့စည်းမှုပညာကိုကျွမ်းကျင်စွာတတ်ထားတဲ့ဆရာဝန်တူရဲ့လက်ချက်ဖြစ်ဖို့ယာနှုံးပြည့်တည်ကြနေလို့ပါပဲ။ပိုပြီးထိတ်လန့်စရာကောင်းတာကဒီမှုပြီးသွားတဲ့နောက်ပိုင်းမှာရဲတွေကသူ့အိမ်မှာလှုပ်ဝက်တန်ပန်းဆက်တွေထည့်ပြီးစောင့်ကြည့်ခဲ့ကြပါတယ်။အဲ့ဒီလိုစောင့်ကြည့်နေစဉ်အတွင်းမှာဒေါက်တာဂျော့ရဲ့အိမ်ထဲကနေမျိုးသမီးတစ်ယောက်ရဲ့အော်ရဲတန်နေတဲ့သူငါဘလက်ဒဟီလာကိုတက်ခဲ့တာကိုဘယ်သူမှတက်တည်မပြနိုင်ဘူးငါမှလှုပ်ဝက်အကူကြီးတွေရှိရဆိုပြီးဒေါက်တာဂျော့ကိုတန်ပြောခဲ့တဲ့အတန်ဖိုင်ကိုရဲတွေကတရားဝင်ရရှိခဲ့ပါတယ်ဒါပေမဲ့လည်းအဲ့ဒီခေတ်ကလောအန်ဂျလီဂျေတပ်ဖွဲ့ရဲ့အကျင့်ပြတ်ခြစားမှုတွေနဲ့ဥပဒေအကြောင်းအရာခိုင်မာတဲ့တက်တည်မရှိဘူးဆိုတဲ့အကြောင်းပြချက်တွေကြောင့်သူ့ကိုဖမ်းဆီးအရေးယူနိုင်ခြင်းမရှိခဲ့ပါဘူးရဲတွေဘက်ကလည်းအမှုပေါ်ကိုစိတ်ဝင်စားမှုမြင့်တက်စေဖို့အတွက်သတင်းမီဒီယာတွေကိုအချက်လက်ချို့လှုပ်ဝက်ပေးခဲ့တာကြောင့်သတင်းစာတွေကကောလဟာလတွေကိုပုံရိပ်ချက်ရေးသားခဲ့ကြပါတယ်။ဒါကြောင့်မို့လဲစုံစမ်းစစ်ဆေးမှုလမ်းကြောင်းတွေကလွဲချော်ခဲ့ရပြီးတဲလွန်စာအစစ်မှန်တွေပျောက်ဆုံးခဲ့ရပါတယ်။နောက်ပိုင်းမှာတော့ဒေါက်တာဂျော့ဟိုတဲဟာအမေရိကန်ကနေအာရှနိုင်ငံတစ်ခုကိုထပ်ပြေးတိမ်းဆောင်သွားခဲ့ပြီးကမ္ဘာတစ်ပိုင်းမှာအပြေမပေါ်တဲ့အမောင်ဆုံးဘေးဒီတစ်ခုဖြစ်ယနေ့ထိတိုင်ကျန်ရစ်ခဲ့ပါတယ်။ပိုပြီးစမ်းကြဲတာကဒေါက်တာဂျော့တည်ဆုံးသွားတဲ့နောက်ပိုင်းမှာသူ့ရဲ့သားဖြစ်သူဝါရင်ရဲရရှိစတီဟိုတယ်ဟာသူ့အဖေရဲ့ပစ္စည်းဟောင်းတွေကိုရှာရင်းဘလက်တဟီလာနဲ့တူတဲ့ကျွန်တော်အဖေဟာတကယ်လူသက်သမားအစ်စ်ပါလို့စာအုပ်ထုတ်ပြီးကဘာကိုချပြခဲ့ပါတယ်။ဒါပေမဲ့လည်းရဲတပ်ဖွဲ့ကတော့ဒီတပ်တွေကိုတရားဝင်အတိအမှန်မပြုတ်ခဲ့ပါဘူး။နှစ်ပေါင်း80ကြာလာတဲ့ဒီနေ့အထိတရားခံစစ်ကိုဥပဒေရတရားဝင်မဖမ်းမိသေးလို့အမှုတွဲကိုလည်းပိတ်သိမ်းခြင်းမရှိသေးပါဘူး။ဟောလီဝုဒ်ရဲ့ကောင်းကင်ရန်အောင်မှာအလှပဆုံးပွင့်လန်းခြင်းနဲ့မိကိုရောင်အမျိုးသမီးကြီးရဲ့ဇလန်းကတော့ရင်းနှက်စရာဗေဒီတစ်ခုအဖြစ်ကျန်းနေစေဖြစ်ပါတယ်။မိတ်ဆွေတို့ရောဘလို့ထင်လဲတရားခံကအမှန်တကယ်ပဲခန္ဓာကိုယ်ကိုစနစ်တကျခွဲစိတ်နိုင်တဲ့အစင်းမြင့်ဆေးပညာရှင်ဒေါက်တာဂျော့ဖြစ်နိုင်လားဒါမှမဟုတ်ကျွန်တော်တို့ဓာတိမထားမိတဲ့အခြားတစ်ဖက်မှာစိတ်မမှန်တဲ့လူတစ်ယောက်ဖြစ်နိုင်လားပေါ်မှာမိတ်ဆွေတို့ရဲ့အမြင်ကိုဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦးမှုကင်းအကြောင်းအရာကိုစိတ်ဝင်စားတဲ့မိတ်ဆွေတို့ရဲ့အတိမိတ်ဆွေတွေကိုလည်းဖိတ်ခေါ်ပေးပါဦးဒါဖြင့်နောက်ပြည်မှာထွက်တည်ကြမယ်ဘိုင်